တယောက်ယောက်ကတစ်လုတ်ပိုင်ခွင့်အာဏာကိုလူယူပြီးဖိနှိပ်ချုပ်ချယ်ဖို့ကြိုးစားလာတဲ့အခါချက်ချင်းပဲအာဏာကိုတင်းပတ်သို့ပြန်လည်ရွှေ့ပြောင်းပေးနိုင်တဲ့စိတ်ပညာနည်းလမ်းတစ်ခုရှိပါတယ်လူအများစုကစိတ်ခံစားချက်နဲ့တုံ့ပြန်တတ်ကြပါတယ်ဒါကြောင့်ပဲသူတို့ထိန်းချုပ်မှုကိုဆုံးရှုံးသွားကြတာပါနီလန်းကဒီလိုဖြစ်ပါတယ်တယောက်ယောက်ကတင့်စကားကိုဖျက်ဝင်ပြီးဒီကိစ္စကိုအတွေ့အကြုံပိုများတဲ့လူတယောက်ကလောက်ပါစေလို့ပြောလာတယ်လို့စိတ်ကူးကြည့်ပါအဲ့လိုအချိန်မှာသူနဲ့ပြိုင်ပြီးမငင်းခုန်ပါနဲ့ကိုလည်းမကာကွယ်ပါနဲ့အဲ့ဒီအစားအေးစိတ်တည်ငြိမ်စွာနဲ့ဒီလိုပြန်ပြောလိုက်ပါလုံနိုင်ပါတယ်ဒါပေမဲ့ဒီကိစ္စမတိုင်ခင်အထိကျွန်တော်ဘာတွေလွဲချော်ခဲ့လို့လဲဆိုတာတိတိကျကျရှင်းပြပေးနိုင်မလားကျွန်တော်တိုးတက်ဖို့အတွက်ပါတင်းဒီစကားကိုပြောလိုက်တဲ့ခဏအတွင်းမှာပဲအခြေအနေတစ်ခုလုံးပြောင်းလဲသွားပါလိမ့်မယ်စိတ်ပညာမှာဒါကိုအထောက်ထားတာဝန်ပြန်လည်ပေးခြင်းလို့ခေါ်ကြပါတယ်ကိုကာကွယ်ဖို့စူးစမ်းမဲ့အစားသူတို့ပြောခဲ့တဲ့စကားကိုသူတို့ကိုယ်တိုင်တက်တည်ပြဖို့တောင်းဆိုလိုက်တာပါအခုတော့ဖိအားဟာတင့်ပေါ်မှာမရှိတော့ပါဘူးအကဲဖြတ်ခံရနေသူကတင်မဟုတ်တော့ပါဘူးသူတို့ပဲအကဲဖြတ်ခံရမယ့်အနေအထားကိုရောက်သွားပါတယ် Mastermind ကိုမဖော်လို့ထားရင်နောက်တစ်ကြိမ်စိတ်သက်အမြင်ပြောင်းလဲနိုင်မယ့်အခွင့်အရေးကိုဆုံးရှုံးသွားနိုင်ပါတယ်ဖော်လို့ထားပြီးသားဆိုရင်တော့ဂုဏ်ယူလိုက်ပါတင်ဟာလူမှုဖိအားကိုဘယ်လိုထိန်းချုပ်ရမလဲဆိုတာစတင်သင်ယူနေပါပြီ